October promotion Blue D ရဲ့ကျွန်တော်တို့ Portable Power Station တွေရဲ့ October promotion ကတော့အမိုက်စားအကျန်းစားလို့ပြောလို့ရတယ်ဗျာသူကအများဆုံး15% ဝန်းကျင်လောက်ထိရှော့ပေးတာဒေဂျာတာတခုကတော့ဒီချိန်မှာဝယ်ထားမယ်ဒီ October promotion မှာဝယ်ထားမယ်ဆိုရင်တော့အတန်ဆုံးလို့ပြောလို့ရတယ်ဗျာ Blue D ရဲ့အမကန်9နှစ်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ live property ကိုတုံးထားတယ် viewer sideway ထွက်တဲ့အမိုက်စား power station တွေကတော့ကျွန်တော်တို့ AC2B power station ကကျွန်တော်တို့ promotion ဈေး6သိန်း9500ကနဦးဈေးကတော့9သိန်း9800လောက်ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့ရှုပ်တော့မှာဆိုတဲ့အတွက် promotion price ကိုပဲပြောသွားပေးမယ် AC 80B ကတော့ promotion ဈေးအနေနဲ့18သိန်း9800နဲ့ရမယ်ဗျနောက်တစ်ခုကတော့ AC 180B က26သိန်းအတိနဲ့ရမယ် AC 200 PN ပေါ့သူကတော့44သိန်း2300အတိနဲ့ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Premium version 2အဲ့ဒီ model ကိုတော့ကျွန်တော်တို့က42သိန်း9400အတိနဲ့ရမယ်ဗျကဲဒါဆိုလို့ရှိရင်တော့ Blue D ရဲ့အမိုက်စား October promotion ကိုလက်မလွတ်ချင်ဘူးဆိုလို့ရှိရင်တော့ Tegu 7 electronic hardware ကိုကြွားလန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်